အဲလီဒေါဟိုးရှိတုန်းကအင်္ဂလန်နိုင်ငံမှာအဲလီဒေါဆိုတဲ့ကောင်လေးတစ်ယောက်နေထိုင်တဲ့သူ့ကိုဘာသာရေးကောင်းဆောင်ဖြစ်လာစေဖို့ဆုံးမသွန်သင်ပေးကြတာပေါ့ကွယ်တရက်ပြီးတရက်သူကအမေအိမ်ကနေဘုန်းတော်ကြီးတွေရှိတဲ့ဘုရားကျောင်းကိုမသွားခြင်းနဲ့သွားရရှာတာပေါ့အဲ့ဒီမှာသူက ABC တွေကိုဖတ်ဖို့ရေးဖို့အတွက်သင်ရတာပေါ့ဒါပေမဲ့သူကတိတ်ကိုပြင်းကြီးတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီးစာသင်ရင်လည်းနှေးကွေးတဲ့တလုံးတက်သွားပြီဆိုရင်နောက်တစ်လုံးကိုမေးသွားရောတဲ့ကွယ်ဒါကြောင့်စာသင်တဲ့အခါမှာသူကဒုတက်မှုနည်းနည်းလေးပဲရှိတာပေါ့ဘုန်းတော်ကြီးတွေကဒါတွေကိုတွေ့တော့ဒီလမ်းပေါင်းစုံသုံးပြီးသူ့ကိုမှတ်မိအောင်စူးစမ်းသင်ပေးကြတာပေါ့ဒါပေမဲ့ဒီလိုလုပ်ပေးတာလည်းမထူးလာပါဘူးမကြခင်မှာပဲသူတို့နီလန်းတွေကပို့ပြီးတီးမခံနိုင်စရာဖြစ်လာတော့တာကြောင့်အဲလီဒေါလည်းဆက်ပြီးတီးမခံနိုင်တော့ဘူးပေါ့တော်ပါတော့တော်ကြပါတော့ဒီလိုနဲ့အဲလီဒေါကမျက်နှာပေါ်ကမျက်ရည်တွေကိုတုပ်ပြီးတော့ထွက်ပြေးသွားတာပေါ့အဲလီဒေါကဘုရားကျောင်းကနေထွက်သွားတဲ့အတွက်သူ့အမေစိတ်ကြည်လင်မှာမဟုတ်လို့အိမ်ပြန်လို့ရမှာမဟုတ်ဘူးဆိုတာသိပါတယ်ဒီလိုနဲ့သူတောအုပ်ထဲမှာပြေးလွှားနေရင်နှစ်ရက်နဲ့တညစက်တိုက်ပြေးလာလိုက်တာဘိုက်တွေလည်းစားရေတွေလည်းငတ်လာတာပေါ့နောက်ဆုံးတော့သူကမြေကမ်းနားဘေးမှာရှိတဲ့အခေါင်းပေါက်ပါတဲ့တစ်ပင်နားကိုရောက်နေတာတွေ့လိုက်ရပါတယ်အဲ့ဒီမှာပဲသူကခြေကုံလက်ပန်းကျပြီးတော့ပင်ပန်းမောပန်းနေတာပေါ့ရုတ်တရက်ဆိုသလိုလက်တငယ်လေးနှစ်ယောက်ကသူ့ရှိကိုပေါ်လာပါလေရောဟယ်လိုမင်းကြီးရတာငါတို့ရွယ်တူလောက်ပဲငါတို့နဲ့လက်ခဲ့ပါလားမင်းကိုကစားစရာတွေအားကစားတွေအပြည့်ရှိတဲ့နေရာကိုခေါ်သွားပေးမယ်အဲလီဒေါကအံ့ဩသွားတာပေါ့ဒါပေမဲ့ခဏလောက်စဉ်းစားကြည့်လိုက်ပါတယ်ငါအခုအိမ်ပြန်လို့တော့မဖြစ်ဘူးငါသူတို့နဲ့ပဲလိုက်သွားတော့မယ်ဒီလိုနဲ့ပဲအဲလီဒေါကသူတို့နဲ့လိုက်သွားတော့တာပေါ့အစပိုင်းမှာမှောင်မဲနေတဲ့မြေအောက်လမ်းကိုသွားရပေမဲ့ခဏနေတော့တိတ်ကိုလှပတဲ့တိုင်းပြည်တစ်ပြည်ကိုရောက်သွားကြတာပေါ့မြစ်တွေမြခင်းပြင်တွေတောအုပ်တွေလွင်ပြင်တွေနဲ့တိတ်ကိုတာယာလှပတဲ့နေရာလေးပေါ့အဲ့ဒီတိုင်းပြည်မှာဘယ်တော့မှနေမထွက်သလိုတိမ်တွေကလည်းကောင်းကင်ပေါ်မှာအမြဲရှိနေတာပေါ့ဒီတော့နေဘက်မှာနေကိုမမြင်ရသလိုညဘက်မှာလည်းလနဲ့ကျဲတွေကိုမမြင်ရတော့ဘူးပေါ့ကွယ်လက်တငယ်လေးတွေကအဲလီဒေါကိုသူတို့ဘီရင်ကြီးစီကိုခေါ်သွားကြပါတယ်ဘီရင်ကြီးကဘာကြောင့်ရောက်လာတယ်ဘယ်ကနေလာတယ်ဆိုတာမေးမြန်းကြည့်တာပေါ့ကျွန်တော်ကအင်္ဂလန်ကနေလာတာပါအဲ့ဒီမှာကိုမလို့ချင်လဲစာရီလစ်လောက်ခိုင်းပြီးအလူရအောင်ကိုမခိုင်းကြလို့ပါဒါကတော့စိတ်ဝင်စားစရာပဲဒီမှာတော့အဲ့ဒါတွေမလုပ်ဘူးဒီလိုလုပ်မင်းကငါ့သားနဲ့အဖော်လုပ်ပေးရမယ်အဲလီဒေါကပျော်ကြီးခေါင်းညင်ပြီးထွက်သွားတော့တာပေါ့ဒီလိုနဲ့ပဲအဲလီဒေါကဘီရင်ကြီးရဲ့သားတော်နဲ့တငယ်ချင်းဖြစ်သွားပြီးတခြားနှက်တငယ်တွေနဲ့အတူတူမင်းသားလေးကစားတဲ့ကစားနည်းမျိုးစုံကိုလိုက်ကစားပေးတော့တာပေါ့သူတို့ရဲ့သပင်တွေကရွှေရောင်ရှိပြီးပခုံးပေါ်ကိုဝဲကြနေတာပေါ့သူတို့မှာညင်းသေးသေးလေးတွေရှိပြီးတော့ခွေးသမင်အရွယ်လေးတွေပဲရှိတဲ့သူတို့ကအသားတွေကြက်သားတွေငါးတွေကိုမစားကြပဲကုကုမှန်အနံ့ပါတဲ့နွားနှုတ်ကိုပဲတောက်ကြပါတယ်သူတို့ကစူးစမ်းကြတဲ့အတွက်ထူးဆန်းတဲ့အတွေးမြင်တွေလည်းရှိကြတာပေါ့သူတို့တွေကကျန်းကျိန်တာတွေလည်းမလုပ်ကြသလိုတစ်ချိန်တည်းမှာပဲဘယ်တော့မှလည်းလိန်ညာမပြောကြဘူးတဲ့ကွယ်သူတို့တွေကလူတွေရဲ့အခက်ခဲတွေလိန်ညာတာတွေနဲ့သစ္စာဖောက်မှုတွေကိုလောင်ပြောင်ရီမောကြတဲ့သူတို့တွေကကောင်းမွန်တဲ့သူတွေဖြစ်တာကြောင့်ဘာမှမကိုးကွယ်ကြပါဘူးဒီလိုမှမဟုတ်လေသူတို့ကအမှန်တရားကိုကိုးကွယ်သူတွေလို့တော့ပြောလို့ရပါတယ်အားလုံးခြုံကြည့်လိုက်ရင်တော့အဲလီဒေါတယောက်ပြောနေချတာပေါ့ဒီလိုနဲ့အချိန်တွေကုန်လွန်သွားတာပေါ့မကြခင်မှာပဲအဲလီဒေါကသူ့အိမ်ကိုလွမ်းဆွတ်လာပြီးသူ့ရွယ်အစားလူတွေကိုတွေးကျင်လာတဲ့ဒါနဲ့ပဲဘီရင်ကြီးစီသွားပြီးသူ့အမေကိုသွားတွေ့ဖို့အတွက်ခွင့်တောင်းလိုက်တာပေါ့ကောင်းပါပြီသွားလို့ရပါပြီဒါပေမဲ့ရဲအနေငယ်ကြရင်ဒီကိုပြန်လာခဲ့ပါမယ်လို့ဂတိပေးပါမင်းဂတိမတီးဘူးဆိုရင်ဒီနေရာကမင်းအတွက်ထာဝရပျောက်ကွယ်သွားလိမ့်မယ်နော်ကျွန်တော်ပြန်လာခဲ့ပါမယ်လို့ဂတိပေးပါတယ်အရှင်မင်းကြီးပြောပြီးတာနဲ့အဲလီဒေါလည်းထွက်သွားတော့တာပေါ့လက်တငယ်လေးတွေကသူ့ကိုလမ်းတစ်လျှောက်လိုက်ပို့ပေးကြပါတယ်ဒေါ်ရီကနေပြစ်ကျော်သွားရင်သူ့အမေအိမ်သားရောက်တဲ့အထိလမ်းပြပေးကြတာပေါ့ကွယ်သူတို့တွေကအဲလီဒေါကိုနှုတ်ဆက်လက်ပြပြီးပျောက်သွားတော့တာပေါ့အဲလီဒေါကအိမ်ထဲကိုဝင်သွားတဲ့အချိန်မှာသူ့အမေကသူ့ကိုထွေးလိုက်တော့ပကံခွဲရောက်တွေအားလုံးပြစ်ချပြီးသူ့ကိုပြေးဖက်လိုက်တာပေါ့သားလေးဘယ်ကိုရောက်နေရလဲသားလေးရဲ့
တာဘာရီလုံးနေရလဲအမေသားကိုအရန်လွှမ်းနေတာတာဘယ်ရီရောက်နေရလဲပြောပါအောင်တာရဲ့ပြောပါအောင်အဲလီတော့သူ့အမေကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါတယ်သူ့အမေကအဲ့ဒီအကြောင်းတွေကြားတော့အားသိနေတာပေါ့ဒါပေမဲ့သူ့သားပြန်ရောက်လာတဲ့အတွက်အရန်ကိုပျော်ရွှင်နေတာပေါ့ကဲပါရင်နွေးလေးနဲ့ရေချိုးလိုက်အောင်အမေသားကြိုက်တဲ့ရာခုလေးကြိုးပေးမယ်ယေးအိပ်ပြန်လာရတာကောင်းလိုက်တာဗျာဒီလိုနဲ့ရက်တွေကုန်ဆုံးသွားပြီးမကြခင်မှာပဲအဲလီတော့ကလက်တငယ်တိုင်းပြည်ကိုပြန်သွားရဖို့အချိန်ရောက်လာတာပေါ့သူကအမေဖြစ်သူစီသွားပြီးဒီကြောင်းပြောပြတာပေါ့မရဘူးသားကိုဘဲမှသွားခွင့်မပြုတ်နိုင်ဘူးမင်းကအမေသားပဲအဲလီတော့ကသူဂတိပေးခဲ့တဲ့အကြောင်းဒီဂတိကိုတီမဖြစ်မဲ့အကြောင်းသူ့မိကိုရှင်းပြတာပေါ့သူ့မိလည်းရှိုက်ကြီးတငင်ငိုကြွေးတော့ပေါ့ကွယ်ဒါပေမဲ့အဲလီတော့ကတော့ဂတိပေးထားတဲ့အတိုင်းမကြခင်ပြန်သွားတော့တာပေါ့ဒီလိုနဲ့ပဲအဲလီတော့ကလက်တငယ်လေးတွေနဲ့တလဲနေလိုက်အမေနဲ့တလဲနေလိုက်လုံနေတာပေါ့အရာအလုံးအဆင်ပြေနေပြီးတော့တရက်မှာတော့သူကသူ့အမေစီပြန်သွားတဲ့အခါမှာသူတို့ကစားရင်တုံးနေတဲ့အဝါရောင်ဘောလုံးတွေအကြောင်းကိုသူ့အမေကိုပြောပြလိုက်ပါတယ်သူ့အမေကဒါရွှေဘောလုံးတွေပဲဖြစ်မဲ့လို့တေချာတီသွားတာပေါ့ဒါကြောင့်သူ့သားကိုနောက်တစ်ခါအိမ်ပြန်လာရင်ဘောလုံးတစ်လုံးယူလာခဲ့ဖို့မှားလိုက်တာပေါ့ကွယ်တေချာစဉ်းစားပါသားအမေတို့ဘဝတွေပြောင်းလဲသွားနိုင်တယ်လေမင်းဒီကိစ္စလုံးမဖြစ်မယ်ငါသားလုံးမဖြစ်မယ်ဒါဘာလို့ရမလဲဆိုတာကြည့်လိုက်အောင်မယ်မမေနောက်တစ်ခါမှာတော့အဲလီတော့ကသူ့မေစီကိုပြန်မှုအချိန်ရောက်လာတဲ့အခါမှာသူ့နားမှာရှိနေတဲ့အဝါရောင်ဘောလုံးကိုကောက်ယူပြီးတော့လမ်းရှိတဲ့နေရာစီပြေးတော့တာပေါ့လမ်းကိုဖြတ်ပြေးရင်တဝက်လောက်ရောက်တဲ့အခါမှာအော်တန်တစ်ခုကိုကြားလိုက်ရပါတယ်ဟေးအဲ့ဒါကိုပြန်ထားခဲ့လက်တငယ်စစ်တပ်ရဲ့အကြီးအကဲကလမ်းလျှောက်နေတော့မှအဲလီတော့ကဘောလုံးယူပြီးဖတ်ပြေးသွားတာကိုမြင်လိုက်တော့နောက်ကနေချက်ချင်းလိုက်ဖမ်းတော့တာပေါ့အဲလီတော့လည်းထွက်ပြေးပြီးအခေါင်းပေါက်အပြင်ကိုခုန်ထွက်လိုက်တဲ့အခါမှာချော်လဲသွားပြီးဘောလုံးကလက်ထဲကနေပြုတ်ကျသွားတာပေါ့ကွယ်မသွားနဲ့ဒါပေမဲ့တိတ်ကိုနောက်ကျသွားပါပြီအဲလီတော့ကတော့ဘောလုံးကိုဆုံးရှုံးလိုက်ရပြီးတစ်ပင်လဲထာဝရပြောက်ကွယ်သွားတာပေါ့အဲလီတော့ကနှစ်ပေါင်းများစွာအချိန်ချင်းလာရှာပေမဲ့လည်းတစ်ပင်ကိုရှာမတွေ့တာကြောင့်လက်တငယ်တိုင်းပြည်ကိုပြန်သွားလို့မရတော့ဘူးပေါ့ကွယ်သူလဲကစားစရာတွေနဲ့လက်တငယ်လေးတွေရဲ့ကစားနည်းတွေကိုလွမ်းနေတော့တာပေါ့အချိန်တွေကြာသွားပြီးတဲ့နောက်မှာသူကဘုရားကျောင်းကိုပြန်သွားပြီးအချိန်တန်တဲ့အခါမှာတော့ဘုန်းတော်ကြီးတစ်ပါးဖြစ်လာခဲ့ပါတယ်လူတွေကလည်းသူ့ကိုလက်ရှာကြပြီးအခုဆိုရင်သူ့ရဲ့ဉာဏ်ပညာကြောင့်လူသိများလာတော့ပေါ့ကွယ်ဒီလိုတွေဖြစ်ခဲ့ပြီးအဲလီတော့အရွယ်ရောက်လာတဲ့အခါမှာတော့သူ့ကိုလေ့ကျင့်သင်ပြပေးခဲ့တဲ့ဒေးဗစ်ဆိုတဲ့ဘုန်းတော်ကြီးကစကားစမြည်လာပြောတဲ့ကောင်းပါပြီအလီတော့မင်းကိုကြည်ရတာကောင်းကောင်းမွန်မွန်နဲ့အရွယ်ရောက်လာပြီပဲခုဆိုမင်းကလူတော်လူကောင်းတယောက်လည်းဖြစ်နေပြီဟုတ်ပါတယ်ဒါပေမဲ့ကျွန်တော်ကိုစိတ်ထိခိုက်နေစေတဲ့ကိစ္စလေးတစ်ခုအမြဲတမ်းစိတ်ထဲမှာရှိနေတယ်အဲလီတော့ကဒေးဗစ်ကိုလက်တငယ်တွေအကြောင်းပြောပြလိုက်တာပေါ့ဟာကျွန်တော်အဲ့ဒီနတ်တငယ်လေးတွေကိုတတိရတယ်အဲ့ဒီဘောလုံးကိုခိုးယူမိခဲ့တဲ့အတွက်လည်းအယမ်းကွန်တော်ရတယ်မင်းနောက်ဆုံးတစ်ခေါက်လောက်စူးစမ်းကြည့်ပါလားမင်းရဲ့အမအတွက်တကယ်စိတ်မကောင်းဖြစ်ခဲ့မယ်ဆိုရင်မင်းသူတို့ကိုတွေးကျင်တဲ့စိတ်ဆန္ဒလည်းပြည့်ဝသွားပါလိမ့်မယ်ကျွန်တော်တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့တာပါဒါပေမဲ့ကျွန်တော်ရှာလို့တွေးပါမလားမသိဘူးနေပေါင်းများစွာစူးစမ်းကြည့်ပြီးပါပြီငါ့ကိုယုံပါအဲ့လီတော့ငါကမင်းထက်အများကြီးပိုသိပါတယ်ငါ့ကိုယုံပြီးသွားကြည့်လိုက်ပါမင်းရှာတွေ့ပါလိမ့်မယ်အဲလီတော့လည်းမျောလင့်ချက်အသစ်တွေရုတ်တရက်ပြေးလာပြီးတော့ဘုရားကျောင်းကနေဒေါအုပ်ထဲကိုထွက်လာတာပေါ့အားသိစရာကောင်းတော့အောင်သူကအခေါင်းပေါက်ပါတဲ့တစ်ပင်ကိုရှာတွေ့သွားပြီးအဲ့ဒီတစ်ပင်ကတခါမှပြောက်ကွယ်မသွားဘူးသူလိုမျိုးမမမက်မက်ရှိနေတဲ့ဒီမှာရှိနေတာပဲသူပြောတာမှန်လိုက်တာအဲလီတော့အချိန်တွေဖြုံးမနေတော့ပဲအခေါင်းပေါက်ထဲကိုဝင်သွားလိုက်ပါတယ်နောက်တော့သူကဒူးမြောင်းလန်းအတိုင်းရှောက်သွားလိုက်တာပေါ့တစ်ဖက်ချမ်းကိုရောက်တဲ့အခါမှာကြည့်လိုက်တော့လက်တငယ်လေးတွေအားလုံးကရှောက်သွားနေကြပြီးရီမောနေကြတာဟိုးရင်နှစ်တွေတုန်းကသူတွေ့ခဲ့ရတယ်လို့ပဲတဲ့ကွယ်ငါပြန်လာပြီသူကဟိုးတီတီရှောက်သွားပြီးသူ့တငယ်ချင်းတွေစီကိုသွားတွေ့တော့တာပေါ့သူတို့တွေအားလုံးကဥယျာဉ်ထဲမှာထိုင်နေကြတာပေါ့သူတို့အားလုံးလည်းအရွယ်ရောက်လာကြပြီပေါ့ကွယ်အဲလီတော့မင်းပဲရောက်နေတာလေမင်းငါတို့ကြီးကလာမလဲတာနေ့တောင်ချင်းနေပြီပဲမင်းငါတို့ကိုမုန်းသွားပြီးတော့ထင်နေတာအဲလီတော့သူတို့ရှာဖွေတွေ့ဖို့အတွက်
သူစူးစမ်းခဲ့ကြောင်းဒါပေမဲ့မြေအောင်လန်းကိုရှာမတွေ့ကြောင်းပြောပြလိုက်ပါတယ် အဖေလှုပ်ထားတာဖြစ်မယ်ဒါကြောင့်မင်းပြန်လာလို့မရတာမထူးဆန်းပါဘူး မင်းတို့ကိုတွေ့ရတာဝမ်းသာလိုက်တာကွာပြီးတော့အဲ့ဒီတော့ကအဝါရောင်ဘောလုံးလေးကိုခွတ်ယူခဲ့တဲ့အတွက်ဘရင်ကြီးကိုတောင်းပန်ရအောင်မယ် အဲလီတော့ဘရင်ကြီးစီသွားပြီးတော့တေချာတောင်းပန်စကားပြောလိုက်တာပေါ့ကောင်းပါပြီမင်းတောင်းပန်တာကိုငါတကယ်ကျေနပ်ပါတယ်မင်းကိုလည်းငါကအမြဲတမ်းချစ်ခင်နှစ်သက်ပါတယ်ငါကိုတော့မင်းကိုခွင့်လွှတ်ပါတယ်အဲလီတော့လည်းဝမ်းသာပီတိဖြစ်သွားတော့ပေါ့ကွယ်သူကဘရင်ကြီးကိုကျေးဇူးတင်စကားပြောပြီးသူ့တငယ်ချင်းတွေစီသွားတော့တာပေါ့ဒေးဗစ်အကျန်းစီကအောင်မြင်သွားပဲသူ့ကိုဒီနှစ်တွေအတွင်းဂျေရှုဆောက်ရှောက်ပေးတာကျေးဇူးတင်ပါတယ် သူကလူကောင်းလေးတစ်ယောက်ပါဝင်ပေါက်ကိုဖွင့်ဖွင့်တဲ့အတွက်ကျေးဇူးတင်ပါတယ် လက်တငယ်လေးတွေနဲ့အဲလီဒေါ်လည်းပျော်ရွှင်နေကြပြီးအဲလီဒေါ်ကတော့အရေးကြီးတဲ့သင်ခန်းစာကိုရလိုက်တော့ပေါ့ကွယ်အဲ့ဒါကတော့ကိုယ့်ကိုအကျွေးမဲ့ယုံကြည်သူတွေကိုဘယ်တော့မှမလိမ်ညာရဘူးတဲ့အမြဲကောင်းတာတွေပဲလုပ်ပြီးကိုလုပ်ခဲ့တဲ့အမားတွေအတွက်လည်းတောင်းပန်မှုအမြဲတတိယရမယ်ဆိုတဲ့သင်ခန်းစာလေးပဲပေါ့ကွယ်